Why much do about it? Noshima, iPhone Mama, Zeno Tatatane, Logene Ziwa, iPhone Mali, Zeno Tatatane, Yautare, Zeale, the danger John, nothing winching, alone, Yame, I met the danger of nothing Suraj, iPhone 10, iPhone 11, SCG Mahodo, Basiri solution, John Dilo, Sanga Pro Musti, Sali Pro Musti, and Mani, Zeno, the danger John, Yame, Sanga Pro Musti, Zero Yame, nothing John, medical lady. သူကဒီကိုက်ကူတစ်စိတ်ကထွက်တာတွေကဈေးနေပြီးတော့မကောင်းမှလည်းစိတ်ပူစရာမလိုဘူးဒီလိုကိုက်ကူတစ်စိတ်နဲ့ဒါလည်းမှန်လေးပေါ့နော်ဒီလိုကိုက်ကူတွေရှိမယ်ပြီးရင်ဒီလိုကော်ရှိုးတစ်စိတ်လေးရှိမယ်ဒီကောင်တွေဆိုလို့ရှိရင်တော်တော်လေးကိုမှနာမည်ကြီးတယ်ဒီကောင်လေးတွေအကြိုက်လည်းများတယ်အဲ့ဒါလုံးဝမရှိတော့ကိုရှားတယ်ဒီကောင်လေးကျွန်တော်ဒီမှာပစ္စည်းလေးတွေဝင်ထားရှိတယ် iPhone မှန်လဲခြင်းနဲ့ဈေးအရန်အများကြီးလည်းမလဲခြင်းဘူးပုံမှန်လေးပဲလဲခြင်းနဲ့ဆိုတဲ့သူတွေအတွက်တော်တော်ကိုမှအဆင်ပြေတယ်ပုံမှန်တက်ကကိုဈေးနေမယ်ဒီကောင်လေးတွေပုံမှန်လဲခြင်းတဲ့သူတွေကဈေးနေမယ်ပြောတာပေါ့နော်ဘာလို့လဲဆိုတော့ဈေးနှုန်းက3သိန်းကျော်2သိန်းဝန်းကျင်ဆိုတော့တော်တော်လေးကိုမှအဆင်ပြေတယ် modern ပါမယ် modern တွေက15 Pro Max ရမယ်14 Pro Max တွေရမယ်14 Pro တွေရမယ်15 Pro တွေရမယ်15တွေရမယ်ပြီးရင်14 Pro 14အစုံရမယ်เนาะပြီးလို့ရှိရင်12 Pro Max တွေလည်းပါတယ်ဒီကောင်လေးလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှလက်လီတွေမဟုတ်လက်ကားလေးဝယ်ယူလို့ရတယ်ကျွန်တော်မှန်တကူဖောက်ပြပေးမယ်ဒီဥစ္စာဆို iPhone 13 Pro ပေါ့နော်ဒီကောင်လေးကိုဖောက်ပြပေးမယ်သူကတော့ OLED တော့မဟုတ်ဘူးเนาะဒီဥစ္စာကကျွန်တော်ဒီ LCD ပဲเนาะ LCD ကိုမှ OLED နီးနီးကိုရုပ်ထွက်လေးတွေကောင်းတယ်သူကအတွင်းထဲမှာလည်းသူကဒီလိုမျိုးဒါသူ့ရဲ့အတွင်းထဲကပစ္စည်းပေါ့เนาะတေချာမကွဲမပြောင်းတေချာဒီလိုအထုပ်ကူးလေးတွေလည်းထုတ်ထားပေးတယ်ဒါဆိုလို့ရှိရင်သူ့မှန်ပေါ့เนาะဒီဥစ္စာကျွန်တော်အခုဖောက်လိုက်တဲ့က13 iPhone 13 Pro เนาะဒီဥစ္စာ13 Pro ရဲ့မှန်ညီမလေးပြပေးလိုက်ချက်အနီးကပ်တယ်ဒါ73 Pro ရဲ့မှန်ပေါ့နော် IC ဒီပိုင်းရွှေ့မယ်ဆိုလို့ရှိရင်လည်းရွှေ့လို့အဆင်ပြေတယ်ဒီကောင်လေးတွေဒီလိုမျိုးလေးပေါ့နော်လုံးဝတော်တော်လေးကိုမှကောင်းတယ်ဈေးနေပြီးတော့ပစ္စည်းမကောင်းမှာမဟုတ်ဘူးဈေးတက်တာပစ္စည်း quality တော်တော်လေးကိုမှကောင်းတယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော် Star Sub ပြဘက်မှာပစ္စည်းလေးတွေဝယ်လို့ရတယ်ကျွန်တော် site phone number ကတော့090 160 540 Viber ကနေဆက်သွယ်ပြီးလဲဝယ်ယူလို့ရလို့ဖုန်းဆက်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်ယူလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်